လူတိုင်းဒီလိုအနောက်ကဆိုင်းဘုတ်တွေကိုကျွန်တော်တို့အပြင်မှာမြင်မှုကြမှာပဲเนาะလုပ်ငန်းကြီးလုပ်ငန်းတွေအမျိုးစုံရှိတယ်ပေါ့ဗျာโอเคကျွန်တော်ဒီနေ့ဗီဒီယိုမှာဒီကောင်တွေက marketing သဘောအရဆိုရင်ဘယ်လိုမျိုးအသုံးဝင်လဲဘယ်လိုမျိုးအသုံးချလဲဆိုတော့ကျွန်တော်သေချာရှင်းပြပြီးသွားရင် digital marketing သဘောအရဒီကောင်တွေကိုသေချာလေးချိတ်ဆက်ပေးသွားမှာချိတ်ဆက်ပြသွားမှာပေါ့ဗျာเนาะအလွယ်ပြောရမယ်ဆိုရင် okay let's go စလိုက်ကြရအောင်ဒီကောင်တွေကိုဒီလိုမျိုးဆိုင်းဘုတ်ကြီးတွေကိုကျွန်တော်တို့ဘယ်နေရာမှာတွေ့ကြလဲဆိုရင်ကျွန်တော်လူသားလူလာများရဲ့နေရာတွေမှာတွေ့ရတာရှိတယ်ဒီကောင်ကိုကျွန်တော်တို့က marketing သဘောအရဆိုဘယ်လိုခေါ်လဲဆိုတော့ OOH marketing သဘော strategy လို့ခေါ်တယ်ဆိုလိုချင်တာကဘာလဲဆိုတော့အရှေ့ကောက်ရဆိုရင် out of home marketing strategy လို့ခေါ်တယ် brand တွေကဒီလိုလုပ်ငန်းတွေကသူတို့ဆိုင်နေရှိရဲ့နေရာရဲ့ဝေးရဲ့နေရာဒါမှမဟုတ်သူတို့တခြားထားခြင်းတဲ့နေရာတွေမှာတေချာထားပြီးတော့ဒီ sign board တွေကိုထားပြီးတေချာကြေညာတဲ့ဥစ္စာကို out of home marketing strategy လို့ခေါ်ပါတယ်ဒီကောင်တွေကဘာတွေလုပ်ဖြစ်လဲဘယ်လိုတွေအသုံးချလဲသူတို့လုပ်တဲ့နေရာမှာဘာတွေ view site ဖို့လိုလဲထပ်ရှင်းပြပေးဒီကောင်တွေလုပ်မယ်ဆိုရင်ကျွန်တော်တို့ကပထမဦးဆုံးအနေနဲ့ကျွန်တော်လူတွေမြင်ရမယ်ဗျာလူတွေမြင်ရမှာဖြစ်တဲ့အတွက်လူတွေရဲ့အသိစိတ်လူတွေနဲ့ရင်းနှီးမှုရှိမယ်နောက်တစ်ခုဒီကောင်တွေကိုလုပ်တဲ့အချိန်မှာထိတိယောဖြစ်ဖို့နဲ့သူတို့လုပ်ရတယ်ဆိုရယ်ရည်ရွယ်ချက်ကိုအပြည့်အဝရဖို့အတွက်ဆိုရင်ဒီ၃ချက်ကိုသူတို့ကများသောအားဖြင့် view site ဖို့လိုအပ်တယ်ပထမတစ်ချက်ကဘာလဲဆိုကျွန်တော်တို့ကစာသားပဲဒီ sign ဘုတ်ကြီးပေါ်မှာကျွန်တော်ပြောရမယ်စာသားအကြီးတွေရေးရတယ်ကျွန်တော်ပြမယ်စာသားအကြီးတွေရေးထားရတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဖြတ်သွားတဲ့ second အပိုင်း minute ပိုင်းအတွင်းမှာကျွန်တော်ပြောပြမယ်မြင်ရအောင်လို့ဒီသူတို့ပြောချင်တာဘာလဲနော်အဲ့မှာသူတို့ရေးတဲ့စာသားပေါ်မှာမူတည်ပြီးတော့သူတို့ပေးနေတဲ့ message တွေကကွာတယ်တချို့က brand name ကိုရေးတယ်တချို့ကသူတို့ပစ္စည်းအသစ်ကိုရေးတယ်တချို့ကကျတော့သူတို့ရဲ့ပွဲနာမည်ကိုရေးရကြရရှိတယ်အဲဒါကသူတို့ရေးချင်တဲ့ပုံစံမျိုးပထမတစ်ဆင့်ကစာသားအကြီးတွေသူတို့တေချာလေးတက်ပြီးရေးကြတယ်ဒုတိယတစ်ဆင့်ကကျတော့ကျွန်တော်တို့က brand theme လို့ခေါ်တယ် brand identity လို့ခေါ်တယ်သူတို့ပေးချင်တဲ့ message သူတို့ရဲ့ brand ရဲ့ကာလာပေါ့နော်သူတို့ပြောချင်တဲ့ message ရဲ့ပုံမှာမူတည်တာဒါမှမဟုတ်သူတို့ရဲ့ထားပါလုပ်ငန်းရဲ့အယောင်ပေါ်မှာမူတည်တဲ့အယောင်တွေကိုသူတို့အနောက်ခံဥစ္စာဖြစ်ကာလာဆိုတော့တွေသုံးကြတယ်အဲ့ကြမှာပုံမြင်မှာပေါ့ကာလာမိန်ဆိုရင်ဘာလို့မသုံးလူတွေတိတ်မမြင်ဘူးဆိုတာကဒါကလူတဘာဝပဲလေအဲ့ဒါကိုကာလာသီယိုရန်ရပိုင်းညာကျွန်တော်ဆက်မရှင်းပြတော့ marketing မှာဒါတွေကလိုအပ်တယ်တတိယတစ်ချက်အနေနဲ့ပေါ့နော်ပထမတစ်ချက်ကျွန်တော်တို့ခေါင်းစဉ်တွေတေချာလေးစာလုံးကြီးနဲ့တေချာလေးပြောကြရတယ်ဒုတိယတစ်ချက်ကကျွန်တော်အယောင်တွေတေချာလေးရွေးကြရတယ်အယောင်လှလှတွေတေချာသုံးတယ်အယောင်တော်တွေသုံးတယ်တတိယတစ်ချက်ကတော့ location လို့ခေါ်တယ် location လို့ခေါ်ကြတော့ကျွန်တော်တို့ promotion သိတာကိုရှိတာကိုဒီကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေသိသိချင်တယ်ဆိုရင်ပတ်ဝန်းကျင်မှာလူသွားလူလာများတဲ့နေရာကိုကျွန်တော်တို့သုံးတယ်ဒါမှမဟုတ်ကိုယ်ဆိုင်ကိုတခြားမြို့နယ်ရလူတွေသိသိချင်တယ်ဆိုရင်တခြားမြို့နယ်မှာဆိုင်ဖို့သွားထောင်းတယ် promotion ရှိရလားကိုယ်ဆိုင်မှာဘာရောက်လာလဲသိသိချင်တာလဲကိုပေးတင်တဲ့ message ကို location ပေါ်မှာမူတည်ပြီးတော့ကိုရတဲ့ရလက်ကလည်းပြောင်းတယ်ဒါကြောင့်မလို့ကိုလိုချင်တဲ့ရလက်ပေါ်မှာမူတည်ပြီးတော့ location တေချာရွေးပြီးတော့ဒီ sign board တွေကိုရွေးချယ်ပြီးတော့ချဖို့လည်းလိုအပ်တယ်Okay အဲ့လိုမျိုးဘေဘုတ်တွေ sign board ကြီးတွေနဲ့ကျွန်တော်တို့ marketing ဆင်းနဲ့ OOH out of home marketing strategy ကို digital marketing နဲ့ပေါင်းလိုက်ရင်ကြတော့ကျွန်တော်နောက်မှာပြထားတဲ့ social media တွေပေါ်က post တွေလိုမျိုးဖြစ်သွားတယ်ဒီမှာအတူတူပြောချင်တာကကျွန်တော်တို့အတိတ်ပဲနောက်တစ်ခုရည်ရွယ်ချက်ကတူတူပဲလူတွေကိုမြင်သိချင်တယ်ကိုပြောချင်တဲ့ဥစ္စာကိုသွားသိချင်တယ်သိသိချင်တယ်ဒီကလည်းခုနပြောတဲ့အဆင့်3သိန်းနဲ့ကျွန်တော်တေချာလေးပြန်ပြီးခွဲခြားပြမယ်ဟုတ်ပြီနော် out of home digital marketing marketing strategy outdoor marketing strategy ကိုကျွန်တော်တို့ digital marketing line မို့ခေါ်လိုက်တာမျိုးတွေဖြစ်တယ်ဒါက social media marketing နဲ့ပေါင်းစပ်လိုက်တဲ့အချိန်မှာဖြစ်တဲ့ဟာပေါ့ပထမတစ်ချက်ကျွန်တော်တို့ဒီလိုမျိုး post ကိုကိုယ့်ရဲ့ wall ပေါ်မှာကိုယ့်ရဲ့ page ပေါ်မှာတင်လိုက်တာကကိုယ့်ဆိုင်ရှေ့မှာကိုအဲ့လို sign board ကြီးတင်လိုက်တာနဲ့အတူတူပဲဆိုင်ရှေ့မှာဖြတ်သွားရတဲ့သူတော့မြင်ရမယ်ဗျာဆိုလိုချင်တာကကျွန်တော်တို့ page ကို follow ထားရတဲ့သူပဲဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်တို့ page ကိုဘယ်လိုပြောရမလဲကျွန်တော်ဆိုင်ရှေ့ကိုဆိုင်မှာတော့ဝယ်မှာမဟုတ်ဘူးဗျာအပြင်က marketing ကပြောရမယ်ဆိုရင်ဆိုင်ရှေ့မှာဖြတ်သွားရတဲ့သူတော့မြင်ရလိမ့်မယ်ကျွန်တော် page ကိုရံမရံကာရှိရတဲ့သူကတော့မြင်ရလိမ့်မယ်ပေါ့ okay မဟုတ်ဘူးကျွန်တော်တို့ကဒီဥစ္စာကိုเนาะဒီကို wall မှာတင်ထားတဲ့ဟာကိုကျွန်တော်က boost ထိုးလိုက်တယ်ဆိုရင်အဲ့ဒါကကျတော့ထားပါ location ရွေးလိုက်မယ်ဗျာဟိုမန္တလေးမှာဒီဘဝင်းကျင်မှာရှိရဒါမှမဟုတ်ဒီရန်ကုန်မှာဒီဝင်းကျင်မှာရှိရမြန်မာနိုင်ငံဝင်းကျင်ထဲမှာရှိရသူတွေမြင်စေတော့ဆိုပြီးတော့ဒေါ်လာ100ဒေါ်လာ300 400ထိုးပြီးတော့ boost ထိုးပြီးကျွန်တော်တို့ကလုပ်လိုက်မယ်ဆိုရင်အဲ့ဒါကကျတော့လူများတဲ့လူစီကားတဲ့နေရာတွေမှာစိုင်းဘုတ်ကြီးသွားထောင်လိုက်တာ ਨੇ တူတူပဲ boost ထိုးတာပေါ့လက်တွေ့ဘဝမှာ boost ထိုးတာကအဲ့လိုစိုင်းဘုတ်တွေထောင်တာအခု line ပေါ်မှာ boost ထိုးရကြဒါမျိုးဒီလို post တွေကိုကျွန်တော် boost ထိုးလိုက်တာပေါ့ဆိုလိုတော့နားလည်မလားတော့မသိဘူး location ရွေးတာကြတော့အပြင်မှာ line ပေါ်မှာကြတော့ကျွန်တော်ကဘယ်သူတွေကိုမြင်နေခြင်းလဲဆိုတဲ့ဥစ္စာ location နဲ့တူတူပဲပြီးရင်အပြင်က concept အတိုင်းပဲကျွန်တော်တို့စာလုံးတွေကိုတည်တည်ချာချာရေးရတယ်ဖြတ်ကနေမြင်လိုက်တာ ਨੇ second အပိုင်းတွေမှာသဘောပေါက်နားလည်သွားဖို့တဲ့ဒီ strategy တွေသုံးရတာမလို့စကားလုံးတွေကိုတည်တည်ချာချာကျွန်တော်ပြောထားသလိုပဲအပေါ်မှာစကားလုံးတွေကိုတည်တည်ချာချာလေးအယောင်တည်တည်ချာချာကြီးလေးရေးမယ်ပြီးတော့အယောင်ကိုသူတို့ရဲ့ brand အယောင်နဲ့ကိုက်ညီအောင်ရေးမယ်ပြီးရင် visual လို့ခေါ်တဲ့ဒီ design လေးတွေအယောင်လေးတွေကိုတည်တည်ချာချာလေးပြင်ဆင်ထားမယ်ဒါကကျွန်တော်က overall
ခြုံပြောတာပဲဖြစ်တယ်ဒီ presentation အရာဘယ်လိုသွားမလဲ digital marketing ဒီလို poster တွေက social media marketing မှာ flyer တွေကိုအသေးသေးဘယ်လိုဆွဲပြီးတော့ digital marketing ကဘယ်လိုချင်းကပ်မလဲကြတော့တက် post တစ်ခုထပ်လုပ်ပေးပါမယ်အသေးသေးဆန်ပါတယ်အလူသေးဆန်ပါတယ် okay ကျေးဇူးတင်ပါတယ်ကျွန်တော် Slongy ပါနောက်ထပ်ပြီးတော့ပြောပြတရားရှိတယ်ဒီလိုမျိုး digital marketing နဲ့ marketing နဲ့ပတ်သက်ပြီးတော့လက်တွေ့ဘဝရဲ့အသုံးကျပါတယ်ဆိုတဲ့အရာတွေကိုလိုချင်တယ်ဆိုရင်ကိုသိန်းနဲ့ digital marketing နဲ့ branding marketing တွေကိုနောက်ပြီးတော့ကျွန်တော်ရဲ့ Slongy ဘဝဖြတ်တန်းမှုအတွေ့အကြုံတွေစီးပွားရေးနဲ့ပတ်သက်တာတွေကိုမျှဝေမဲ့ program ကို free ပေးနေတယ်အဲ့ free ပေးတာကိုလိုချင်တယ်ဆိုရင်လူအကန့်အသတ်တော့ရှိတယ်ဒီ Telegram ကောက်ဒါမှမဟုတ် D-Fiber နံပါတ်4ကို SME လို့ပို့ပြီးတော့ join လုပ်ရတယ်။ August လ10ရက်နေ့ဆိုရင် program စပြီ။အဲ့ဒီနေ့ဆိုရင်ကျွန်တော်ကလုံးဝသင်တန်းသားလက်ခံတာပိတ်ပြီ။ free လက်ခံတာပိတ်ပြီ။ပုံမှန်သင်တန်းကြီး6သိန်းဖြစ်သွားလိမ့်မယ်